အလန်းမြည်တဲ့ကြောင့်ဒေါ်လာနိုးလာတယ်။ချိန်ကမနက်6နာရီမျက်လုံးကိုကျိုးစားဖွင့်ပြီးအိယာချလိုက်တယ်။လက်ကလေးကိုလှမ်းကြည့်ရင်တယောက်စာထမင်းကြိုက်လေးအမြင်ပြင်ဆင်လိုက်မနက်ခင်းတိုင်းမှာအမေလက်ရထမင်းပူပူလေးကိုလွမ်းနေစိတ်နဲ့နိုးထရတာခါတီးပင်ပဲကျမမှာပြော့ညံ့နေခွင့်မရှိဘူးဒီမျိုးကြီးမှာကျမရက်တီနိုင်မှာအိမ်ကမိဘတွေစိတ်အေးရမှာမလား ။လူရောင်ရဲ့မနက်ခင်းမှာချီတစ်ဖက်ထမင်းဆိုင်တစ်ဖက်နဲ့ကားမှတ်တိုင်မှာလူချရဲတိုးခွေနေရတဲ့တော်တော်ရုံရောက်တော့ကွန်ပျူတာရှိမှာစာရဲစာရင်ဒေတာတွေနဲ့အလုပ်ရှင်နေတာပြန်နေ။ရပတ်အလုပ်စင်းစင်လူကြီးရှင်းလင်းစားပြုနေတဲ့လမ်းမပေါ်မှာတော်တယောက်ဆယ်လုံးချပင်ခန်းထဲရောက်တော့မိဖို့ချောင်းမှာရေလေးတစ်ခွက်တောင်းရင်အိမ်ကအမေတို့နဲ့ဖုန်းပြောတယ်တခါတလေကြရင်စိတ်သက်တွေအရန်ကြပြီးအရာရာကိုပြစ်ထားခဲ့ခြင်းနဲ့ဒါပေမဲ့ဖုန်းဆက်လာတိုင်းတမီးလေးအဆင်ပြေရဲ့လားထမင်းကောင်မမှန်စားရဲ့လားလို့မေးတတ်တဲ့အမေအတန်ကိုကြားရင်ကျမမျက်ရည်တွေကိုအမြဲတုပ်ပြီးပြုံးလိုက်ရပြန်ရောအမေတမီးဒီနေ့အရန်အဆင်ပြေတယ်ထမင်းလည်းကောင်းကောင်းစားတယ်အလုပ်မှလည်းအားလုံးကဝိုင်းကူညီကြလို့အဆင်ပြေတယ်နော်အမေတို့လည်းကျမရဲ့ queue ဆိုင်တမီးမကြခင်အိမ်ပြန်လာခင်မယ်တကယ်တော့အဆင်ပြေပါတယ်ဆိုတဲ့စကားလုံးနောက်ွယ်မှာအထီးကျန်မှုတွေပင်ပန်းမှုတွေကိုဝှက်ထားရတာအမေတို့စိတ်မကောင်းဖြစ်မှာဆိုလို့ပါဘဝဆိုတာရုန်းကန်မှုတွေနဲ့ပြည့်နှက်နေပေမဲ့ငါနောက်ွယ်မှာငါ့ကိုမျှော်နေနေတဲ့မိသားစုရှိတယ်။ဒါကြောင့်ဒီနေ့ပင်ပန်းသမျှဟာမနှက်ဖြန်အတွက်ခွန်အားတွေပဲပေါ့။ငါမလဲကြဘူးငါဆက်ပြီးစူးစမ်းမယ်။